ဒီလိုပြင်းထန်တဲ့ပုံနှံပြန်ပွဲမျိုးကိုခင်ဗျားတို့မြင်ဖူးပါသလားကစားသမား၈ယောက်ကပျော်ပွဲရွှင်ပွဲဥယျာဉ်ကြီးတစ်ခုထဲမှာအတူတူပုံကြရမှာပါသူတို့ကိုလိုက်ရှာသူတွေက2 နာရီအတွင်းရှာမတွေ့ဘူးဆိုရင်အမေရိကန်ဒေါ်လာ1 သန်းစုကြီးကိုရရှိမှာဖြစ်ပါတယ်စိန်ခေါ်မှုမစခင်မှာကစားသမားတွေကနေရာကိုလေ့လာဖို့နဲ့ပုံဖို့ပစ္စည်းတွေဒီဇိုင်းဆွဲဖို့3 ရက်အချိန်ရပါတယ်အနိုင်ရဖို့အတွက်ကစားသမားတွေကသူတို့ရဲ့ပညာအကုန်ထုတ်သုံးကြပါတယ်ပြင်ဆင်မှုတွေပြီးသွားတော့ကစားသမား၈ယောက်စလုံးကယုံကြည်မှုအပြည့်နဲ့ခမ်းမထဲမှာစုဝေးကြပါတယ်အစီအစဉ်မှုရဲ့အမိန့်ပေးတံနဲ့အတူစိန်ခေါ်မှုကတရားဝင်စတင်ပါပြီပထမဆုံးကစားသမားအဖြူရောင်ဝတ်ထားတဲ့သူကအရင်ဆုံးလှုပ်ရှားပါတယ်သူကပျော်ပွဲရွှင်ပွဲဥယျာဉ်ရဲ့ဥမင်လိုင်ကောင်းထဲမှာသမုတ်တရားဘောလုံးတွေအများကြီးပြည့်နေတာကိုသတိထားမိပါတယ်အဲ့ဒါကပုံဖို့အကောင်းဆုံးနေရာပဲလေဒါကြောင့်သူကသမုတ်တရားဘောလုံးတွေနဲ့ဖန်တီးထားတဲ့ပုံပြဝေးရုံတစ်ခုကိုကြိုတင်လုပ်ထားတယ်အဖြူရောင်ဟိုးတဲ့အင်ဂျီပေါ်မှာသမုတ်တရားဘောလုံးတွေအများကြီးကတ်ထားတာပေါ့ဝတ်လိုက်တဲ့အခါတကယ်ကိုအမခမ်းပဲဝေးရုံကိုဝတ်ပြီးနောက်အဖြူရောင်ဝတ်ထားတဲ့သူကနေရာလွတ်တစ်ခုကိုအမြန်ရှာပြီးလှည့်ချလိုက်တယ်နောက်တစ်ခဏမှာသူကဥမင်လိုင်ကောင်းထဲကသမုတ်တရားဘောလုံးတွေတဲကိုချက်ချင်းပြောက်ကွယ်သွားပါတယ်တစ်ချက်ကြည့်လိုက်ရင်ဘလို့မှတဲလွန်စာရှာမတွေ့နိုင်ဘူးဒါကတကယ်လက်တွေ့ဘဝပုံပြောက်ခြင်းပဲအဲ့ဒီအချိန်မှာပဲဒုတိယကစားသမားမျက်မှန်တဲ့အမျိုးသမီးကလည်းအစီအစဉ်တစ်ခုစဉ်းစားမိတယ်သူ့ရဲ့အားသာချက်အကြီးဆုံးကသူ့ရဲ့တင်းငယ်တဲ့ကိုခန္ဓာပဲဒါကြောင့်သူကလွယ်လွယ်ကူကူပဲပတ်ဝန်းကျင်ကိုလေ့လာပြီးတန်ရှင်းရေးလုပ်တဲ့ကျမ်းပြင်ပို့ဆက်ကိုတွေ့လိုက်တယ်အဲ့ဒီကျမ်းပြင်ပို့ဆက်ရဲ့နောက်ဘက်ခန်းကအရန်သေးတယ်လူတစ်ယောက်ပုံလို့ရတဲ့နေရာလို့လုံးဝမထင်ရဘူးလိုက်ရှာသူတွေကလည်းဘယ်တော့မှအဲ့ဒီထဲမှာပုံမဲ့လို့ထင်မှာမဟုတ်ဘူးနေရာကသူ့အတွက်လုံလောက်တယ်ဆိုတာတေချာတော့မျက်မှန်တဲ့အမျိုးသမီးကလုံးဝမတွက်အဆုတ်တော့ဘူးသူကအဖုံးကိုချက်ချင်းပိတ်ပြီးအတွင်းထဲမှာပုံလိုက်တယ်မကြခင်မှာပဲတတိယကစားသမားမုတ်စိတ်မွေးနဲ့လူကြီးကလည်းသူ့ရဲ့ပုံစရာနေရာကိုရွေးလိုက်တယ်ပျော်ပွဲရွှင်ပွဲဥယျာဉ်ထဲကိုဝင်ချင်းပဲသူကပြန်ကားလမ်းဘေးကအုတ်ထုတ်သိမ်းတဲ့ဗီဒီယိုတွေကိုသတိထားမိတယ်ဝါသနာရှင်ပြန်ကားသမားတစ်ယောက်အနေနဲ့ဒီပြန်ကားအုတ်ထုတ်တွေကသူ့ကိုကံကောင်းခြင်းတွေဆောင်ကျင်းပေးလိမ့်မယ်လို့သူယုံကြည်တယ်ဒါကြောင့်ပုံဖို့အတွက်သူကအုတ်ထုတ်သိမ်းတဲ့ဗီဒီယိုတွေရဲ့ပုံစံအတိုင်းပြသဗီဒီယိုတစ်ခုကိုလည်းထပ်လုပ်တယ်သူကအုတ်ထုတ်ပြသဗီဒီယိုကိုအစင်သစ်လုပ်ထားပေမဲ့အဲ့ဒီထဲမှာတိုက်ရိုက်ပုံရင်လိုက်ရှာသူတွေကမကြခင်တွေ့သွားမှာကိုသူကြောက်တယ်ဒါကြောင့်မုတ်စိတ်မွေးနဲ့လူကြီးကနောက်ထပ်လက်ကွက်တစ်ခုကိုထပ်စဉ်းစားတယ်သူကပထမဆုံး professional makeup ပညာရှင်တဦးကိုငှားပြီးသူ့မျက်နှာကိုမဲနဲ့အောင်လိမ့်ခိုင်းနေပြီးတော့အနက်ရောင်ပြန်ကားအုတ်ထုတ်ကိုစောင်းလိုက်တယ်ပြသဗီဒီယိုတွေကိုတွားသွားပြီးနောက်သူကမျက်လုံးတွေကိုပိတ်ထားလိုက်တယ်တကယ်အုတ်ထုတ်အစ်စ်အတိုင်းပါပဲနောက်တစ်ဖက်မှာတော့စတုထကစားသမားစပင်ရွှေရောင်အမျိုးသမီးကဂရိန်ဆက်အောက်မှာပုံဖို့ရွေးချယ်ပါတယ်ဒီပျော်ပွဲရွှင်ပွဲဥယျာဉ်ထဲမှာဂရိန်ဆက်တွေကနေရာတိုင်းမှာရှိနေတာလိုက်ရှာသူတွေကတလုံးချင်းစီစစ်ဆေးရင်တော့တတ်မှတ်ထားတဲ့အချိန်တွင်းအကုန်လုံးစစ်ဆေးနိုင်မှာမဟုတ်ဘူးဒါအပြင်အပေါ်မှာဖုံးအုပ်ဖို့အတွက်အယုတ်တွေအများကြီးလည်းရှိသေးတယ်အဲ့ဒါကအကောင်းဆုံးပုံစရာနေရာပဲဒါကြောင့်သူကဖြစ်နိုင်ခြေကိုအခွင့်အရေးယူဖို့ဆုံးဖြတ်လိုက်တယ်ဂရိန်ဆက်တစ်လုံးကိုပြင်ဆင်ပြီးနောက်သူကအဲ့ဒီထဲကိုချပချုံမွေပုံလိုက်တယ်ဒီစမကစားသမားအနက်ရောင်ဝတ်ထားတဲ့သူကတော့ပေါ်တင်ပုံနဲ့ကနဝင်လက်ကွက်ကိုသုံးဖို့ဆုံးဖြတ်တယ်အရှင်းဆုံးဖြစ်ပြီးလူတစ်ယောက်ပုံဖို့လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့နေရာတွေကတခါတလေအကောင်းဆုံးပုံစရာနေရာတွေဖြစ်နေတတ်တာကိုဒါကြောင့်သူကစင်ကြံလမ်းဘေးကချန်စီယိုနာမှာနေရာယူတယ်သူကချန်စီယိုရဲ့အလယ်မှာပုံပြီးကျေပြတ်တဲ့ဆိုင်းဘုတ်တစ်ခုနဲ့သူ့ကိုယ်သူဖုံးအုပ်ထားတယ်ဒါကအရန်ကိုတာမန်နဲ့မြင်သာတဲ့စင်ကြံလမ်းပဲလိုက်ရှာသူတွေကတိတိကျကျစစ်ဆေးမှာမဟုတ်ဘူးလို့သူယုံကြည်တယ်အချိန်ရေတွက်မှုကပြီးတော့မယ်ကြံတဲ့ကစားသမား3 ယောက်ကတော့အောင်မြင်စွာမပုံရသေးဘူးလိုက်ရှာသူတွေမရောက်ခင်သူတို့ကောင်းကောင်းပုံနိုင်မှာမလားစောင့်ကြည့်ရအောင်ဗျာ